ကျွန်တော်တို့အရှိမအများရန်ရှိပါတယ်ပြီးတော့မိုးချုပ်သည်ဖြစ်စေညဘလောက်ပဲနဲ့နေမကောင်းသည်ဖြစ်စေကျွန်တော်တို့အတွက်ကိုအများရန်စိုးရိမ်ပူပန်တတ်ပါတယ်အဲ့လိုပဲကျွန်တော်တို့တွေစားကောင်းစားလားအဝတ်စားကောင်းကောင်းဝတ်လားနော်ကျမကြီးမကောင်းဘူးလားအချိန်ပြည့်ကျွန်တော်တို့အတွက်စိုးရိမ်ပြီးတတ်တယ်ကျွန်တော်တို့အားလုံးဟာတချို့တွေလည်းအဖေရှိပါတယ်တချို့တွေလည်းအဖေမရှိဘူးဒါပေမဲ့ကျွန်တော်တို့မပြောဘူးလေအဖေတယောက်တော့ပါပဲကျွန်တော်ပြောချင်တာကတော့အားလုံးကိုစားတိုင်းပါပဲကျွန်တော်ကတော့ဒီရောက်တဲ့အခါမှာအခါတကြရင်လူပေါက်အမြင်မကြည့်ရတယ်ရှိပါတယ်ဟာဒီဘိုးတော့တားဟောတာပဲငါတို့နည်းနည်းမှနားလည်းမပေးဘူးအမျိုးတွေဖြစ်တယ်ဒါပေမဲ့အခုနေတာကြာလာတဲ့အခါကျတော့ရှင်ထဲမှာကိုယ့်ကိုဘီကြီးဖြစ်တယ်ဘာဖြစ်လို့လဲဆိုငါအဖေတော်မှငါ့ကိုအဲ့မျိုးလူထွေးမှုမပေးခဲ့ဘူးကျွန်တော်တို့အားလုံးပုံမှာပြောတာတော့ကျွန်တော်ပုံမှာပြောတာမဟုတ်ငါတို့အဖေတွေတော့ငါတို့ပုံမှာတော့လူထွေးမှုမပေးဘူးယူဆိုင်မှုမပေးခဲ့ဘူးဒါပေမဲ့အဲ့ဒီအရာတွေအားလုံးသူကကျွန်တော်တို့ပြီးတယ်ကျွန်တော်တို့နားတိုင်းပြီးဖြစ်ရပါတယ်ကျွန်တော်တို့ပို့ပြီးတော့လည်းကြိုးစားလာတယ်ကျွန်တော်တို့ကလည်းအရင်တော့အားလုံးကလည်းလူကောင်းလူဆိုးတွေလည်းရှိတယ်ဒီရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကင်မဆိုလူတိုင်းသိပါတယ်လူဆိုကျွန်တော်နဲ့လည်းညီကိုပါပဲဒါပေမဲ့သူလည်းဒီမှာဆိုနေတိုင်းကျွန်တော်တို့တွေ့တဲ့အခါဆိုပြောဖြစ်တယ်ဟောငါတို့ပြည်တွေကအခုတော့သူ့လိုမျိုးကောင်းခဲ့လို့ရှိရင်ငါတို့ပုံမှာအားလုံးရှင်ဆိုရွေးချက်တွေပို့ပြီးကြီးမှကျွန်တော်တို့အသက်40ကျော်ပါပြီဒါပေမဲ့အဖေတယောက်ရဲ့မြတ်တာကျွန်တော်တို့အခုမှခံစားရတာအဲ့တော့လူကလည်းကျွန်တော်တို့ပြောချင်ပါတယ်ကျွန်တော်တို့ရဲဘော်တွေတခါလေကျရင်အားနေတာတွေရှိတယ်နောက်တခါလေကျရင်လူကအင်းမှာဟိုအတုံးမကြတာတွေရှိတယ်ကျွန်တော်တို့ဖနှုတ်ပေးပါတိခတ်ပေးပါနောက်ပြီးကြရင်လူကသူ့သားသမီးတွေရှိတယ်သူသားသမီးတွေအရင်ခေအများကြီးပါကျွန်တော်တို့မျက်စိထဲမှာမြင်ရတာတခါလေကျရင်အခိုင်ကကျွန်တော်တို့ချစ်မှလာပြီးတော့ပြောပြီးတော့သူလေးချတာတွေရှိတယ်ငါတို့ဖေကငါတို့ထက်ချလို့ရှိရင်တို့ကိုချစ်တယ်တို့ကိုယူဆိုင်တယ်အဲ့ဒီဥစ္စာကိုကျွန်တော်လက်တွေ့ OT နဲ့တွေ့ခဲ့ရပါတယ်သူကသမီးမွေးနေမှာအာကျူကျွန်တော်စိတ်မကောင်းဖြစ်တယ်ကြီးစမ်းသူသမီးနာမည်တော့ကောင်းကောင်းမသိဘူးမင်းတို့ရဲဘော်လည်းအယောက်900ကျော်ရှိတယ်ညနာမြင်လိုက်တာလေသူဘသူလဲဆိုတာသူဘသူသားလဲသူဘသူဥစ္စာလဲဆိုကြည့်တယ်အဲ့ဒါမင်းတို့အဖေဟုတ်တယ်ပြောရဆိုကျွန်တော်ဝမ်းလဲဝမ်းတာစိတ်ထဲလည်းမကောင်းဖြစ်တယ်ကျွန်တော်အဲ့ဒါတော့ဒီမှာကျွန်တော်တို့မှားတာရှိတယ်ကျွန်တော်တို့ခွဲလို့ပါကျွန်တော်တို့လည်းဒီခက်ကိုပြကောင်းအောင်ဒါပြပြဒီကလည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ဒီကဒီထက်ပို့ပြီးအသက်ရှင်ပြီးတော့ကျွန်တော်တို့ဘာသာမျိုးနဲ့ကျွန်တော်တို့အားလုံးပေါ်မှာဒါပြဥဆောင်ပေးနိုင်ပါစေလို့ဒါတကယ်ကောင်းချီးပေးပါစေလို့ဒီကဟုတ်ချင်လား